စင်တရားခဲ့တဲ့တာမန်အရက်သူလေးကအစင်နှစ်ရတဲ့မူးမတ်မျိုးတွေကိုလောင်ပြောင်မိလို့ချက်ချင်းပဲကျောင်းအုပ်ကြီးရုံးခန်းကိုခေါ်ယူတတိပေးခြင်းခံလိုက်ရတယ်။ဘာလို့လဲဆိုတော့အခုကိုရီးယားကတပ်ဦးဆန်ပိုင်းဘရင်စနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်နေလို့ပဲမူးမတ်မျိုးတွေရဲ့အစင်တန်းကအင်မတန်မြင့်မားလာတယ်လို့ဒီကျောင်းကသူတို့မူးမတ်မျိုးတွေအတွက်တည်တံ့တည်ထောင်ထားတာဖြစ်ပြီးတာမန်လူတွေကိုပညာသင်ခွင့်ပေးတာကအဖြစ်သဘောတသက်ပဲ။ဒါကြောင့်ကျောင်းအုပ်ကြီးကကျောင်းသူစီချိုးကိုပုံမြင်တပုတ်ပြောပြခဲ့တယ်။သူ့လက်ထဲကကျွေပန်းကန်လုံးဟာစီဂျုံမင်းကြီးကအိုးထိန်တေကြီးလော်ကျန်းကိုအနံပြီးထုစစ်ခိုင်းခဲ့တဲ့ခေတ်တစ်ခေတ်ရဲ့လက်ရမှာပဲ။ 이 생애 자식이었다고는 하나 정말 대단한 재능 아닌가? စီဂျိုးကဒီစကားရဲ့အတိတ်ကိုနားမလည်ပဲမနေပါဘူး။ဒါကြောင့်စိတ်ထဲမှာအနှဲငယ်နာကျင်သွားရတယ်။ဒါပေမဲ့ကျောင်းကြီးကအဲ့ဒီပကံလုံးကိုစီဂျိုးကိုပဲလက်ဆောင်ပေးလိုက်ပြန်တယ်။ကျောင်းပြင်ရောက်တော့စီဂျိုးကစိတ်ပြက်လက်ပြက်နဲ့ပဲပကံလုံးကိုရေကန်နဲ့လွှင့်ပစ်လိုက်ပါတော့တယ်။အချိန်တွေကုန်လုံးပြီး10နှစ်ကြာသွားတဲ့အခါစီဂျိုးဟာအလှကုန်ကုမ္ပဏီတစ်ခုရဲ့နာမည်ကြီးဒရိုက်တာတဦးဖြစ်လာခဲ့ပြီးစီးပွားရေးလောကရဲ့ပါရမီရှင်တဦးပြီးသူမဟာအောင်မြင်မှုအတွက်နည်းလမ်းမျိုးစုံကိုအသုံးပြုတတ်သူပါ။အရှင်မင်းကြီးရဲ့မွေးနေ့ပွဲတော်ကိုတက်ရောက်တာတော့မှသူမရဲ့ကုမ္ပဏီအတွက်ကြော်ညာဖို့အခွင့်အရေးကိုလက်မလွတ်ခဲ့ဘူး။ပြိုင်ကားအနီရောင်ကိုစီးပြီးဝစ်စုံအနီရောင်နဲ့ရောက်လာတဲ့စီဂျိုးဟာချက်ချင်းပဲပွဲတစ်ခုလုံးရဲ့အာယုံဆိုင်မှုကိုခံလိုက်ရတယ်။ဘာလို့လဲဆိုတော့သူမဟာဖက်ရှင်လောကရဲ့နာမည်ကျော်တဦးဖြစ်နေလို့ပဲ။ဒါကြောင့်သူမဝစ်ဆင်ထားသမျှအဝတ်အစားနဲ့အသုံးဆောင်တွေဟာကုမ္ပဏီရဲ့အယောင်မြင့်တင်မှုအောက်မှာချက်ချင်းရောင်းပြတ်သွားလိမ့်ရှိတယ်။ဒါပေမဲ့ကင်မရာရှေ့မှာဘလောက်ပဲတောက်ပနေပါစေ။မနာလိုတဲ့မူးမတ်အမျိုးသမီးတွေရဲ့မျက်လုံးထဲမှာတော့သူမဟာဘာမှမဟုတ်ပါဘူး။သူမကြားွယ်မှာတဲ့အထက်တန်းကအမျိုးသမီးတွေက일사표로 둘째, 둘째는 무슨 10살 때까지 태어난 줄도 몰랐다는데 무슨 소리요? 매연녀 같아 키우다가 10살쯤 됐을 때 성이상을 뜯어냈다네요. 처음에는 사춘기까지인 거예요? 그래서 그런가 없는 게 많더라고요. 연기나 품위, 쌀까지 나선 신머리, 그런 거? ဒါပေမဲ့ဒီလိုကဲရဲ့တင်ပြောင်းမှုတွေနဲ့ရင်ဆိုင်ရချိန်မှာစီချိုးကတော့အလျှော့ပေးမဲ့သူမဟုတ်ပါဘူး။သူမကအဲ့ဒီအမျိုးသမီးတွေကိုပညာပေးပြီးကာစားရှိသေးသူမရဲ့အကိုဖြစ်သူကအနာကိုကတ်လာပြန်တယ်။ရွေးချက်ကတော့တာမန်ရက်သူကပောက်ဖွာလာတဲ့နှမဖြစ်သူကိုထပ်မံနှိမ့်ချစော်ကားဖို့ပါပဲ။သူကစီချိုးဟာတိုင်ဘက်တွေရဲ့ဖိအားကြောင့်အစင်းမြင့်စိန်ငံပစ္စည်းလိုင်းဘက်ကိုကူးပြောင်းမှုစူးစမ်းနေတာကိုကြားသိထားလို့ပါ။ 명품 마켓에 그렇게 목숨 거는 거 그 네가 명품 아니라서 그런 거잖아. 이거 미친한 주신 컵바에 왜 쓰는 거 알겠는데 노려보지 말고 임마. 오빠한테 알았어. 그게 안쓰러워서 그래. 그럼 내가 뭐 이복이긴 해도 그래도 난 멘트. 개소리 쳐하고 있네. 뚝 찍고 싶으면 목줄이라도 차고 와서 찢어. 그럼 너 죽어버리게. အဲ့ချိန်မှာပဲနန်းတွင်းအစီကံတအူရောက်လာပြီးဧည့်သည်တော်တွေကိုပွဲတော်ကျင်းပရာခမ်းမစီဖိတ်ကြားခဲ့တယ်။စီချိုးကတော့သူမရဲ့မောက်မာတဲ့အကိုဖြစ်သူကိုတတိပေးပြီးထွက်ခွာသွားပါတော့တယ်။လက်ရှိအုပ်ချုပ်နေတဲ့အရှင်မင်းကြီးကအသက်10နှစ်ပဲရှိသေးတာကြောင့်အာနာအားလုံးဟာရင်ခွင်ပိုက်အုပ်ချုပ်သူလီအန်ရဲ့လက်ထဲမှာရှိနေပါတယ်။သူဟာရှေးခေတ်ကနိုင်ရင်မင်းသားကြီးလိုအာနာရှိသူပါ။ဒါပေမဲ့မင်းသားကြီးလီအန်ကပွဲကိုရောက်မလာသေးတာကြောင့်ပွဲတော်ကစလို့မရသေးပါဘူး။ 합시란 뭐 어떻게한테 그나났잖아. တော်တော်ကြာအောင်စောင့်ဆိုင်ပြီးနောက်မှာတော့စစ်ဝစ်စုံဝစ်စင်ထားတဲ့လီအန်ဟာပွဲကိုရောက်ရှိလာပါတယ်။သူဝစ်စင်ထားတဲ့ဝစ်စုံကအလုတ်တဘောဝစ်စုံဖြစ်လို့ဘရင်မေတော်ကမြင်မြင်ချင်းပဲမျက်နှာပြတ်သွားရတယ်။ဒါကြောင့်လီအန်ဂါရဝပြုချိန်မှာမေတော်ကချက်ချင်းစကားနာထိုးပါတော့တယ်။ 사람이 왜 그런 겁니까? 사냥철가 아니지 않습니까? 사람이 철이 있다 생각하십니까? 분개는 나중에 하시죠. 제가 앉아요. 서류도 앉지 않겠습니까? သူဟာမေတော်ကြီးရဲ့မျက်နှာပြတ်နေမှုကိုဂရုမစိုက်ဘဲနေရာမှာဝင်ထိုင်လိုက်တယ်။အောက်ကစီချိုးကတော့သူ့ကိုအကဲခတ်နေမိတယ်။ပွဲတော်ပြီးလို့အပြန်မှာတော့စီချိုးတယောက်နန်းတော်ထဲမှာလမ်းမသွားခဲ့တယ်။နန်းတော်ထဲမှာလမ်းညွှန်စနစ်ကဖလဲမရှိဘူးလေ။ထိုအချိန်မှာပဲလီအန်ဟာသူမရဲ့ရှိမှရုတ်တရက်ပေါ်လာခဲ့တယ်။စီချိုးကသူမလမ်းမသွားတဲ့အကြောင်းပြောပြတဲ့အခါ 셋을 세는 동안 모습을 감추면 넘어가도록 하지. 진짜요? 후배님을 위해는 그 정도도 못하. ထိုစဉ်မှာတင်ရုတ်တရက်ပောက်ကွဲတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့တယ်။အဲ့ဒါကတော့အရှင်မင်းကြီးရဲ့ဆိုင်အင်းတော်စီကားပါ။လီအန်ကစိုးရိမ်တကြီးနဲ့ချက်ချင်းပြေးသွားချိန်မှာအတိတ်ကပုံရိပ်တစ်ခုကိုမြင်အောင်သွားခဲ့တယ်။သူ့ရဲ့ဖခင်နဲ့အကိုဖြစ်သူဟာလည်းဒီလိုပဲဆိုင်အင်းတော်ပောက်ကွဲမှုကြောင့်ကွယ်လွန်ခဲ့ရတာဖြစ်လို့ပါပဲ။သူငေးမိုင်နေစင်မှာပဲမေတော်ကြီးရောက်လာပြီးသူ့ကိုပါရိုက်လိုက်ပါတော့တယ်။ 그대가 또 이 나라 왕을 죽이려 합니까? ဒီစကားဟာအရင်မင်းကြီးကွယ်လွန်မှုဟာလီအန်ကြောင့်လို့ဆွဆွဲလိုက်တယ်လို့ပါပဲ။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ပါရိုက်ခံလိုက်ရတဲ့လီအန်ကနန်းတွင်းသတင်းတွေကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်ဖို့နဲ့ကောလာဟာလာတွေကိုမပြန့်ပွားစေဖို့ချက်ချင်းအမိန့်ပေးလိုက်တယ်။ဘာလို့လဲဆိုတော့လူအချို့ကလီအန်ကိုနောက်ထပ်နန်းလူမဲ့သူတယောက်ဖြစ်တန်တရားဝင်နေကြလို့ပါပဲ။နန်းတော်ကပြန်လန်းခီးမှာစီချိုးဟာကျောင်းလုံးကအတိတ်တစ်ခုကိုပြန်လဲတရိယာမိသွားတယ်။နိုင်ငံတကာမြပြစ်ပြိုင်ပွဲမှာနေရာရဖို့အတွက်သူမဟာညတကောင်မှာကျောင်းရဲ့မြပြစ်ကွင်းထဲခိုးဝင်ပြီးလေ့ကျင့်ခဲ့ပူတယ်။ဒါပေမဲ့ထိုစဉ်ကလီအန်ရဲ့လက်မိဖမ်းခြင်းကိုခံခဲ့ရတယ်။စီချိုးကထွက်ပြေးဖို့ကြိုးစားပေမဲ့လီအန်ကသူမရဲ့လုပ်ရက်အတွက်အပြစ်ပေးခံရမယ်လို့ဆိုခဲ့တယ်။ဘာလို့လဲဆိုတော့ကျောင်းစည်းကမ်းအရဘယ်ကျောင်းသူမဆိုညမထွက်ရအမိန့်ရှိလို့ပဲဒါပေမဲ့စီချိုးကမကျေနပ်ပါဘူး 자가는요? 자가께서도 여기 계시잖아요. 자가께서도 벌점 받습니까? လီအန်ကတော့ပြုံးပြီးကျောင်းအုပ်ကြီးစီကရထားတဲ့ခွင့်ပြုချက်လက်မှတ်ကိုထုတ်ပြခဲ့တယ်စီချိုးကတော့အကြီးကျယ်ဒေါသထွက်သွားပြီးဒီညဖြစ်ကွင်းကမှုမှတ်တွေရဲ့ကိုယ်ပိုင်ပန်းဖြေခွင့်လာဟုစောဒကတက်ခဲ့တယ်သူမဒီကိုဝင်နိုင်တာကလည်းမှုမှတ်တူရဲ့တော့ကိုခိုးပြီးဝင်လာခဲ့တာဖြစ်လို့ပါပဲဒါကြောင့်စီချိုးကသူမကိုအပြစ်ပေးတာနဲ့ပတ်သက်ပြီးချက်ချင်းပြန်လဲတုံ့ပြန်ခဲ့တယ် 개인 수련을 위해 존재하는 곳이 아닌 이 국공장의 열쇠를 왜 개인이 가지고 있는 건지 모르겠습니다만 자가께서도 이리 쉽게 승인서를 받으신 걸 보니 저한테만 문턱이 높았던 모양입니다. ဒါပေမဲ့လက်ထွက်သွားတဲ့စီချိုးဟာသူ့ကိုစနစ်တကျအယုံသေးပေးဖို့တော့မမေ့ခဲ့ပါဘူးအဲ့ဒါဟာလီအန်ကစီချိုးကိုစိတ်ထဲမှာဆွဲမြဲစွာမှတ်မိသွားစေတဲ့အကြောင်းရင်းဖြစ်ခဲ့တယ်ဒါပေမဲ့စီချိုးအတွက်တော့ဒီအတိတ်ကိုတွေးမိတိုင်းစိတ်ရှုပ်စရာတစ်ခုဖြစ်နေတော့မှာပဲဘာလို့လဲဆိုတော့ထုံမှုမှတ်တွေနဲ့ရှင်ရင်သူမရဲ့ဘဝအဆင့်တန်းကအရန်ကိုနှိမ့်ပါလို့နေလို့ပါပဲဒါပေမဲ့သူမမသိတာကတော့လီအန်အတွက်လည်းဒုက္ခတွေကအခုမှစတင်တော့မှာဖြစ်ပါတယ်နောက်တနေ့နက်နက်စောစောတွင်မိဖုရားကြီးကလီအန်စီရောက်လာပါတယ်မင်းညကပါရိုက်ခဲ့ပြီးတဲ့အတွက်ဝမ်းနဲ့ပူဆွေးသောမျက်နှာဖြစ်တောင်းပန်ပြီးတဲ့နောက်မိဖုရားကြီးကစကားလမ်းကြောင်းကိုရုတ်တရက်ပြောင်းလဲလိုက်တယ်နန်းတော်ထဲမှာမိလောင်မှုဖြစ်ခဲ့တဲ့လူလူကဘယင်ကြီးဘေးရန်တွေကိုစိတ်မပူကြပဲလီအန်ရဲ့မျက်နှာပေါ်ကအမာယုတ်ကိုသာစိုးရိမ်နေကြတယ် 그게 제 탓입니까? 그대 탓이지요. 그대가 석자
잘라버려니까요. လီအန်သဘောပေါက်သွားသည်ဒါကသူ့ကိုကိုစားအုပ်ချုပ်စေတဲ့အာဏာကိုအနံ့ခိုင်းနေတာပါပဲသူဒီဘရင်ကြီးအသက်ငယ်ရွယ်သေးသည်ကိုအကြောင်းပြကချက်ချင်းညှင်းပယ်လိုက်တယ်မိဖုရားကြီးကပြန်ညင်းတယ်အဲ့ဒါကြောင့်လေလီအန်ကအာဏာကိုလက်လွတ်မခံဘဲဆုပ်ကိုင်ထားတာဖြစ်တယ် 정치인들은 그대 옆자리를 차지하기 위해 열을 올립니다. 그대와 나란히 찍힌 사진 한 장이 공들여 만든 공약 10개보다 힘이 좋으니까요. 기업가들은요. 그들은 그대가 해외 순방을 나갈 때마다 의전을 자처합니다. 그대가 곁을 허락했다는 사실 하나만으로도 투자자들의 신뢰를 얻으니 မိဖုရားကြီးကတိုက်ရိုက်ပဲပြောလိုက်တယ်အခုလီအန်ဤတောက်ပမှုကတော်ဝင်မိသားစုနဲ့ဘရင်ကြီးကိုမိမ့်မိန်စေတယ်ဒါပေမဲ့လီအန်ကငငယ်ကအကြောင်းအရာတွေကိုပြန်တတိရသွားတယ်သူအသက်ရှင်နှစ်တုန်းကစာမှုပွဲမှာအမှတ်ပြရခဲ့လို့ဘရင်ကြီးရဲ့ချီးမွမ်းခြင်းကိုခံရမယ်လို့ထင်မှတ်ခဲ့တော့လဲမမျှော်လင့်ပဲ 초연해지거라. 예? 훌륭하다 한들 당연한 이치이고 부족하다 하면 부끄러운 수치니라. ပြီးတော့ခမဲတော်ကလီအန်ရဲ့ပွဲကိုလီရှက်မင်းသားလို့တိုက်ရိုက်ပြောင်းလဲလိုက်တယ်အတိတ်ပဲကတော့တစ္ဆာတရားနဲ့ယုံကြည်ချက်ကိုစောင့်ထိန်ရန်တတိပေးပဲဖြစ်ပါတယ် 세자의 아픔 가리지 말거라. လီအန်အသက်16နှစ်ပြည့်တော့ဖခင်ဖြစ်သူကသူ့ရဲ့ပွဲအမိကိုလီအန်ဟုထပ်မံပြောင်းလဲလိုက်တယ်အတိတ်ပဲကတော့အေဂျင့်စွာဖြင့်မင်းသားကြီးတစ်ပါးဖြစ်နေထိုင်ဖို့ပါပဲအမှန်တကယ်တော့မိဖုရားခေါင်ကြီးမှာမွေးဖွားမှသာထိနှန်းဆက်ခံသူဖြစ်မှာပါဒီအကြောင်းကိုတွေးမိပြီးလီအန်ကမိဖုရားကြီးကိုတိုက်ရိုက်ပင်မိလိုက်ပြီးမိမိထံမှာဘာကိုလိုချင်တနည်း 김상의 든든한 뒷배가 되어주세요. 그건 이미 하고 있습니다. 혼례를 올리세요. 내가 부른 여인과 혼례를 올려 나와 김상에 대한 지지를 보여주세요. အရှင်းဆုံးပြောရရင်ဒါကလီအန်ရဲ့အနာမှာလူယုံတယောက်ထားရှိဖို့ကိုပေါ်တင်ကြိုးစားတာပါပဲဒါပေမဲ့လီအန်ကအဲ့နေရာမှာတင်ညင်းလို့မကောင်းလို့နန်းတော်ကနေခဏထွက်ပြီးရှောင်နေဖို့ပြင်ဆင်လိုက်တယ်ဒါပေမဲ့မမျှော်လင့်ပဲနန်းတော်အုပ်ကြီးနဲ့မျက်နှာချင်းဆိုင်တွေ့တော့တယ်လီအန်ကဆိုင်ပြန်ပြီးခဏအနားယူမလို့ဟုပြောလိုက်တာကိုနန်းတော်အုပ်ကြီးကမချိုပြုံးဖြစ်ပြောလိုက်သည် 자가 궁을 지키셔야지요. 사사로이 출궁을 하셨다가 신변에 문제라도 생기면 어쩝니까? 제 출궁을 반기시는 줄 알았는데. 제가 괜한 오해를 했나 봅니다. 대비원밖에 안보나 전해주십시오. 휴가를 즐길 생각이시나 이 무난 독감밖에 뭡니까? ဟုတ်ပြီဒီနေရာမှာနည်းနည်းရှင်းပြပေးမယ်ဘရင်ငယ်လေးကလီအန်နဲ့တူတော့ဆက်တယ်ဘာလို့လဲဆိုတော့အိမ်ရှိမင်းသားနောင်တော်နဲ့ဘရင်ခတ်မဲတော်တို့ကမီးလောင်မှုကြီးဖြစ်တော့ကအားလုံးဆုံးသွားခဲ့ပြီးဒါပေမဲ့နောက်ရက်နည်းနည်းကြာတော့လက်ထောက်နဲ့အတူသတင်းဆိုးတွေပါလာတယ်မကြသေးမီကဖြစ်နေတဲ့ကောလာဟလတွေကပိုဆိုးလာတယ်သူတို့ကလီအန်တယောက်တော်ဝင်ညစာစားပွဲမှာအရက်ဝတ်လဲထားတာကနောက်ထပ်အာဏာသိမ်းဖို့အတွက်ပြင်ဆင်နေတာဖြစ်တယ်လို့ပြောကြတယ်အဲ့ဒါကြောင့်သူကလီအန်ကိုအကြံပေးတယ် 아니라고 하세요. 무엇을? 지상정화를 무시한 것이 아니라 개인의 취향이고 폭탄 선택하시라. 제발 그렇게 말씀하시라고요. 아니 21세기 수용되기는 그게 말이 됩니까 자가? ဒါပေမဲ့လီအန်ရဲ့စကားကလက်ထောက်တွေးထားတာကိုကြော်လွန်သွားခဲ့တယ် 안 될 것 없지. လက်ထောက်ကစကားဆက်မပြောရတော့ပဲစကားလမ်းကြောင်းလွှဲလိုက်ရတယ်မကြသေးခင်ကလီအန်နဲ့တွေ့ဆုံဖို့တောင်းဆိုသူအများပြားရှိတယ်ဥပမာဝင်ကြီးချုပ်နဲ့တော်ဝင်မိသားစုကိုယ်စားလှယ်များဒါပေမဲ့လီအန်ကအားလုံးကိုညှင်းပယ်လိုက်တယ် 성희주 대표 알림 요청 들어왔는데 그건 어떡할까요? 성희주? 네. 캐슬뷰티 대표요. 캐슬그룹 서치 아시죠? ဒါကဘလို့ဖြစ်ရတာလဲဇလန်းကိုတော်ဝင်ညစာစားပွဲပြီးတဲ့နောက်တစ်နေ့ကိုပြန်သွားရရင်စီချိုးကတော့သူ့ဖေစီကနေပထမလက်ထပ်ခိုင်းတာကိုခံနေရတာရွေးချယ်ထားတဲ့သူတို့သားလောင်းတွေကလည်းဘာမှသုံးမရတဲ့တထေတာအပျော်ပါမဲ့သူတွေကြီးပဲသူကညင်းဖို့အကြောင်းပြချက်ရှာနေတော့မှပဲအကိုနဲ့မရီကရုတ်တရက်ရောက်လာတယ် 아버님 괴롭히지 마세요, 아가씨. 아가씨한테 어울릴 만한 상대 찾느라 아버님께서 얼마나 고생하셨는데요. ဒီအချိန်ကျမှဒါကသူ့အကိုရဲ့အကွက်မှန်သူသဘောပေါက်သွားတယ်ရည်ရွယ်ချက်ကတော့သူ့ကိုအများဆုံးအိမ်အောင်ချပေးပြီးနှိထုတ်ဖို့ပဲဒါမှမိသားစုရဲ့အမွေကိုစက်ခံတဲ့နေရာမှာသူ့အတွက်အနှောက်အယှက်မရှိပါလေအဲ့ဒီလိုဆိုရင်တော့အေးအေးဆေးဆေးစကားပြောလို့မရတော့ဘူးဒါကြောင့်သူကချက်ချင်းပဲမျက်နှာတက်သွားပြီ 아, 세훈이는 이것저것 따져서 이거 새끼랑 결혼했어요? 이 말대로 때되면 해야 되는 결혼이다. 아니 뭐 결혼이 하기 싫대요? 내 발톱 빼가지고 어떤 놈이 나가기 싫다는 거지? 사생활한 타이틀에 덜 떨어진 형제 새끼까지 아주 골고루 추천놓고 이제 무능력한 남편까지 주시는 모양인데 아버지 뜻대로는 ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အဖေဖြစ်သူကသူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်ပြီးသားဆိုတော့စီချိုးလဲစကားနာထိုးပြီးနောက်နီးလန်းရှာရတော့တယ်သူ့အတွက်အကောင်းဆုံးလူကိုအမြန်ဆုံးရှာရမယ်ဒါပေမဲ့မမျှော်လင့်ပဲပတ်စံရှိတဲ့သူတွေကမျက်စိထဲမဝင်ဘူးမျက်စိထဲဝင်တဲ့သူတွေကြတော့လည်းပတ်စံမရှိဘူးဖြစ်နေတယ်ဘလို့ပဲဖြစ်ဖြစ်အားလုံးကစိတ်တိုင်းမကျစရာတွေကြီးပဲစီချိုးလဲတကယ်ကိုအားကိုးရမယ့်နေရတယ် 나는 그냥 지금 나랑 좀 끈이 맞는 사람을 찾고 있는 것뿐이야. 뭐 대답 잘할 필요가 없다니까. 딱나 정도의 능력, 딱나 정도의 재력, 딱나 정도의 미인. 아니 근데 그렇게 없나? 아니 내가 뭐 왕실 씨 ဒီလိုပြောရင်းနဲ့စီချိုးချက်ချင်းမျက်လုံးပြူသွားတယ်အကောင်းဆုံးလူတစ်ယောက်ပေါ်လာပြီလေအဲ့ဒါကတော့လီအန်မင်းသားကြီးပဲဒါပေမဲ့လီအန်ကပြဿနာတွေကိုရှောင်ကျင်လို့ဒီအချိန်မှာဘသူကိုမှမတွေ့ချင်ဘူးဖြစ်နေတယ်ဒါပေမဲ့စီချိုးရဲ့အုံနောက်ထဲမှာတော့အတွေ့အကြုံချက်ချင်းလက်ခနဲ့ပေါ်လာတယ်ဒါကတမင်တက်တက်မတွေ့ချင်အောင်စောင့်နေတာပဲလို့သူထင်လိုက်တာ 튕기는 거네. ဒါကြောင့်သူကနောက်ထပ်တစ်ချိန်ထပ်ပြီးတောင်းဆိုတော့ပို့လိုက်ပြန်တယ် 거절하거라. စီချိုးဒီတစ်ခါတော့တကယ်ဒေါသထွက်သွားပြီးဒါကသူ့ကိုတမင်တက်တက်ရန်ဆနေတာလားရုတ်တရက်သူတွေးမိတယ်ငါရဲ့တွေးဆုံခွင့်တောင်းတဲ့အကြောင်းပြချက်ကအမကောင်းလို့များလားဒါနဲ့သူကွန်ပျူတာရှေ့မှာထပ်ပြီးထိုင်လိုက်ပြန်တယ် 앞으로도 국가의 발전에 이바지할 것을 굳게 다짐합니다. 아련을 요청합니다. 대군자가의 건설적인 조언 기다리겠습니다. 캐슬그룹 상무이사 성희주 ဒါပေမဲ့လီအန်အတွက်တော့ဒီအကြောင်းပြချက်တွေကအပိုးတွေကြီးပဲဒါကြောင့်စီချိုး၅ချိန်တိုင်းဆက်တိုက်အငင်းခံခဲ့ရတယ်နောက်ဆုံးတော့စီချိုးတကယ်ပဲပောက်ကွဲသွားတော့တယ်တေချာစဉ်းစားပြီးနောက်တော်ဝင်ညစာစားပွဲတုန်းကစကားတွေကိုရုတ်တရက်တတိယသွားတယ်လီအန်ကသူ့ကိုဒုတိယအိမ်ရှိမင်းသားဆိုတဲ့ပွဲအမိကိုတမင်တက်တက်အလေးပေးပြောခဲ့တာကိုဒါကြောင့်ဒီတစ်ခါတော့သူကတောင်းဆိုတော်မှာနာမည်ပြောင်းလိုက်တယ် 이번에도 이름을 바꿨거든요. 이번엔 후배라고 썼던데요. 후배님이 도움을 청하는데 거절할 수 없지. နောက်တစ်စက္ကန့်မှာစီချိုးလဲခွင့်ပြုချက်ရသွားတာကိုမြင်လိုက်ရတယ်ဒါနဲ့သူလဲကားကိုအချိန်ပြင်းပြင်းမောင်းပြီးလီအန်ရဲ့ဆိုင်စီကိုတန်းသွားတော့တာပဲဒီတစ်ခါတွေ့ဆုံမှုအတွက်သူကမိန်းကလေးဆက်ဆံဝတ်စုံကိုအထူးတလဲဝတ်ဆင်ထားသေးတယ်ဒါပေမဲ့လီအန်ရဲ့ဆိုင်ထဲကလူယုံတွေကဒီအကြောင်းအရာအားလုံးကိုမိဖုရားကြီးစီအစီရင်ခံပြီးသားဆိုတာသူမသိခဲ့ဘူးဒါအပြင်တခြားတတိကြီးတွေရဲ့မိသားစုထဲမှာလည်းမိဖုရားကြီးရဲ့လူယုံတွေရှိနေကြတယ်အချိန်ထဲမှာပဲစီချိုးကလီအန်ကိုတွေ့တာနဲ့ချက်ချင်းပဲအနီရောင်စာအိတ်ကိုထုတ်ပေးပြီးပြောလိုက်တယ် 청문하려고요. 좋아. 확인하시죠. လီအန်ကသူ့ရဲ့တောင်းဆိုမှုကိုသဘောတူပါမလားဘာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်လုံးကအခုအခက်အခဲနဲ့ရင်ဆိုင်နေရတာလေ21ရာစုမင်းသားကြီးဇနီးတဲ့ရဲ့ပထမဆုံးအပိုင်းကတော့ဒီမှာတင်ပြီးဆုံးပါပြီကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ဘယ်ဟာကိုနောက်ထပ်ဘာသာပြန်ပေးရမလဲဆိုတာကိုခမန့်မှာရေးပေးခဲ့ကြပါဦး